Hello မင်္ဂလာပါဒီနေ့ကျွန်တော်မယုံကြည်သူတွေရဲ့မေးခွန်းတစ်ခုကိုကျွန်တော်ဖြေချင်တယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်တော့ဆယ်ဖို့တစ်ပုတ်ရမှသမင်းစားတဲ့လူတွေဘယ်လိုတောင်းစားကြတယ်လဲဆိုတဲ့မေးခွန်းဖြစ်တယ်နော်အဲ့ဒီမေးခွန်းကိုကျွန်တော်ဖြေချင်တယ်ဆိုတော့မြေပြက်မှာခဏခဏကျွန်တော်အမြင်ခံရတယ်ဆိုတော့တင်ဘာလို့လုပ်လဲလို့မေးတဲ့ခါမှာကျွန်တော်ဓမ္မဆရာလုပ်တယ်တော့ဓမ္မဆရာဆိုတာနားမလဲဓမ္မဆရာနားမလဲတော့ကျွန်တော်ထပ်ပြောတယ်ကျွန်တော်ခရိယန်ဖုန်းကြီးဖြစ်တယ်ပြောတယ်အဲ့ခါကျတော့သူတို့ပြန်မေးတယ်ဒါဆိုရင်ဘာစားလဲတို့မေးတတ်တယ်ဘာဖြစ်လို့လဲဆိုတော့ဘာကြောင့်ခရိယန်ဖုန်းကြီးဖြစ်တယ်ဓမ္မဆရာဖြစ်တယ်ပြောလက်နဲ့ဘာစားတယ်လေလို့မေးတယ်လေဆိုတော့ရှိရင်ဒီကနေ့ဗုဒ္ဓဘာသာမှာဆိုလို့ရှိရင်တော့အမြဲတမ်းဘယ်ပြောမစနော်သူတို့ရဲ့ဖုန်းကြီးဒီဟာဆုံးခံပြီးမှသူတို့ကအသက်မွေးဝမ်းကြောင်းပြူတာဖြစ်တယ်ဆုံးခံပြီးမှပဲသမင်းစားတာဖြစ်တယ်သူတို့ဆုံးကိုယ်တိုင်မခံဘူးဆိုရင်တောင်မှဘာလုပ်တယ်လဲဆိုလို့ရှိရင်တော့ကပ္ပိယအားဖြင့်သူတို့ကကိုစားဖွက်တာတွေကျွန်တော်မြင်တွေ့နိုင်တယ်အဲ့ဒါအဖြစ်သူတို့ကအသက်မွေးဝမ်းကြောင်းပြုလို့ဖြစ်တယ်ဆိုတော့ဒီမြေပြက်ကိုကျွန်တော်ရောက်လာတဲ့ခါမှာသူတို့ရဲ့အမြင်မှာခရိယန်မရှိဘူးရှိတာတောင်မှ4-5အိမ်လောက်ပဲ4-5အိမ်လောက်ကဒီဆရာမိသားစုကိုဒီမိသားစုကိုဘယ်လိုလုပ်ကျွေးနိုင်မလဲဘာဖြစ်လို့ကျွန်တော်ဓမ္မဆရာကြီးဟာအိမ်ထောင်တယ်လေသားသမီးကြီးတွေရှိတဲ့ခါမှာဆိုတော့ကျွန်တော်ရဲ့စာဝတ်နေရေးကိုသူတို့စဉ်းစားတဲ့အခါမှာသူတို့အသက်ဦးနှောက်6ဆရာဖြစ်သွားတယ်ဒါကြောင့်သူတို့ကဒီမေးခွန်းကိုမေးလိမ့်ရှိပါတယ်ဒါကြောင့်ဆိုတော့ဒီနေ့ဒီအရာလေးကိုဖြေပေးခြင်းတယ်ဆိုတော့ကျွန်တော်ကျမ်းစာ၌ဘာပြောလဲဆိုလို့ရှိရင်ဓမ္မဆရာနော်ဓမ္မကိစ္စမှုကိုဆောင်ရွက်တဲ့သူတွေကဘယ်သူကိုကကြွေးရမလဲဆိုတော့ဗိမာန်တော်ကိုအမိပြုပြီးမှစားရမယ်လို့ပြောတယ်ဆိုတော့တနည်းအားဖြင့်အတင်းတော်ကကြွေးရမယ်လို့ပြောတာဖြစ်တယ်ဆိုတော့ဒီနေ့ရမှာကျွန်တော်ကအတင်းတော်လို့တုံ့နှုံထားတာဖြစ်တယ်ဆိုတော့ကျွန်တော်ရိုးရှင်းအောင်ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်ခရိယန်ဓမ္မဆရာကြီးကဘာနဲ့တူတယ်လဲဆိုအစိုးရဝန်ထမ်းနဲ့တူတယ်ဆိုတော့အစိုးရဝန်ထမ်းမှာဆိုတော့ဝန်ထမ်းတယောက်ဖြစ်ဖို့ရန်အတွက်သူ့မှာအရည်အချင်းလဲပြည့်မီရမယ်ဝန်ထမ်းသူအစိုးရကပေးတဲ့လစာကိုလည်းသူလက်ခံရမယ်သဘောတူရမယ်လောက်ဒီဖြစ်စေမလောက်ဒီဖြစ်စေအဲ့ဒီသူ့ရဲ့ဆုံးဖြတ်ချက်ဖြစ်တယ်အဲ့ဒီလိုပဲကျွန်တော်ဒီကလည်းပဲကျွန်တော်ကိုပြုစုတဲ့ကျွန်တော်ကိုလာစာပေးတဲ့အဖို့အစည်းကအတင်းတော်ဖြစ်တယ်ကျွန်တော်ရဲ့အတင်းတော်တွေဖြစ်တယ်ဒါကြောင့်အတင်းတော်မှာအဲ့ဒီအတင်းတော်ကဘယ်ကငွေကြေးရတယ်လဲဆိုတဲ့မိခွန်းကိုကျွန်တော်ထပ်ဖြေရမှာဖြစ်တယ်အဲ့ဒါကဘယ်နဲ့ရတယ်လဲဆိုလို့ရှိရင်တော့ကျွန်တော်အတင်းသူအတင်းသားကြီးကတပတ်မှာရတဲ့ဝင်ငွေထဲက10ပုတ်တဖို့ထဲတယ်10ပုံထဲမှာတပုံလေးကိုအတင်းတော်ကိုသူတို့စေတနာရှိတဲ့လူကထည့်တယ်တလစာထဲကအဲ့ဒီရလာတဲ့ဝင်ငွေထဲကနေတပုံကိုအတင်းတော်ထဲမှာယူလာတယ်ထည့်တယ်ဟာအဲ့ဒီအလှငွေဒီနော်အဲ့ဒီ10ပုတ်တဖို့ဆိုတဲ့ရမှာလည်းပဲနော်တင်းတကယ်စေတနာရှိတဲ့လူကြီးကထည့်တာပါနော်အာနာနဲ့မထည့်ခိုင်းပါဘူးဒီနေရာမှာလည်းနော်ဆိုတော့စေတနာရှိတဲ့လူကိုယ့်ရဲ့ယုံကြည်မှုအလျောက်နဲ့ထည့်တာဖြစ်တယ်အဲ့ဒီ10ဖို့တဖို့ကိုဘာလို့တယ်လဲဆိုတော့စုပြီးမှဟစ်ချုပ်ကျွန်တော်ကတွက်ကြတယ်ဒီနေ့မှာဘယ်လောက်10ဖို့တဖို့ရတယ်ဆိုတော့အဲ့ဒီ10ဖို့တဖို့ကိုကျွန်တော်ကကြည့်ပြီးမှဒီလောက်နဲ့ဆိုလို့ရှိရင်ကျွန်တော်အတင်းတော်ကဆရာဘယ်လောက်ခတ်တင်တယ်ဆိုမှအဲ့ဒီ10ဖို့တဖို့ရဲ့ရလာတဲ့10ဖို့တဖို့အလှငွေကိုကြည့်ပြီးမှကျွန်တော်ကအတင်းတော်ထဲမှာလိုအပ်တဲ့ဆရာသမားကြီးကိုခန့်အပ်တာဖြစ်တယ်ဒါကြောင့်အဲ့ဒီဆရာသမားကြီးကလည်းပဲဘာဆိုတော့အတင်းတော်နဲ့သဘောတူညီချက်တစ်ခုရှိရတယ်အဲ့ဒါကဘာဆိုသူတို့ပြီးတဲ့ထောက်ပံ့ကြီးကြည်နက်နက်ရယူရတယ်နော်အဲ့ဒါဆိုတော့ဒါကြောင့်ကျွန်တော်ကအစိုးရလိုပဲလာစာစားတဲ့လူတွေဖြစ်တယ်
ဆုံးခံကြွပြီးမှစားတဲ့လူတွေမဟုတ်ဘူးဒါကြောင့်ကျွန်တော်ဒီနေရာမှာပြောချင်တဲ့ຢာကဘာစားလဲဘယ်လိုတောင်းစားလဲဆိုတဲ့အခါမှာကျွန်တော်မတောင်းစားပါဘူးတောင်းစားတာမဟုတ်ပါဘူးဘာကြောင့်သူတို့ရဲ့ဖိတ်ခေါ်ချက်ကိုကျွန်တော်ကလက်ခံခြင်းတာဖြစ်တယ်အသင်းတော်ရဲ့ဖိတ်ခေါ်ခြင်းကိုအသင်းတော်အတွက်ကျွန်တော်ဓမ္မအမှုမှာကျွန်တော်လှုပ်ဆောင်နိုင်တယ်ပါဝင်နိုင်တယ်ဒီအမှုကိုထားနိုင်တယ်ဆိုတော့မှ agreement သဘောတူညီချက်ယူပြီးမှကျွန်တော်အဲ့ဒီအသင်းတော်ပေးတဲ့လာစာကျွန်တော်စားပြီးမှအသက်မွေးဝမ်းကြောင်းပြုတဲ့လူတွေဖြစ်ပါတယ်တောင်းစားတဲ့လူတွေမဟုတ်ပါဘူးနော်ပြီးလို့ရှိရင်ဆုံးခံကြပြီးမှအသက်မွေးဝမ်းကြောင်းပြုတဲ့လူတွေမဟုတ်ပါဘူးအဲ့ဒါသူတို့ကမတိတာဖြစ်ပါတယ်လို့မတိလို့မေးတဲ့မေးခွန်းတွေဖြစ်ပါတယ်ဆိုတော့ကျမ်းစာထဲမှာလည်းအများကြီးကျွန်တော်တွေ့ရတယ်ဆိုတော့ဘာဖြစ်လို့ဆိုတော့တိမိုသေထဲမှာလည်းဗာပြောထားတယ်အငယ်59-78ထဲမှာလည်းပြောထားတယ်နော်ဆိုတော့ဓမ္မအမှုကိုကောင်းကောင်းပြုတဲ့သူဟာဟင်စတော့အလှူကိုစားခွင့်ရှိတယ်ဆိုရည်ကျွန်တော်တွေ့ရတယ်ဒါပေမဲ့ဒီနေ့မှာကောင်းကောင်းပဲပြုagreement တပုယူထားတဲ့အရာအတိုင်းပဲအတင်းတော်ကပေးတာဖြစ်တယ်ဒါဒီလူကပိုပေးတယ်ဒီလူကပိုနဲတယ်ဆိုတာဒီမရှိပါဘူးကျွန်တော်မဝင်ခင်ကလေးကနဲ့သူတို့ရဲ့စီမင်းစီကံကိုကျွန်တော်ကသဘောတူပြီးမှကျွန်တော်ကလှုပ်ဆောင်ခြင်းဖြစ်တဲ့အတွက်ကြောင့်အသင်းတော်ကပေးတဲ့လာစာကိုစားပြီးမှကျွန်တော်ကအသက်မွေးဝမ်းကြောင်းပြုတဲ့လူတွေဖြစ်ပါတယ်ဆိုရာကိုကျွန်တော်ပြောပြချင်တယ်အလှူငွေကိုတောင်းစားပြီးမှအသက်မွေးဝမ်းကြောင်းပြုတဲ့လူမဟုတ်ပါဘူးတောင်းစားပြီးမှအသက်မွေးဝမ်းကြောင်းပြုတဲ့လူတွေမဟုတ်ပါဘူးအသင်းတော်ရဲ့တာဝန်ဝတ္တရားကိုထမ်းဆောင်တဲ့ပုဂ္ဂိုလ်ကြီးဖြစ်တဲ့အတွက်ကြောင့်အသင်းတော်ရဲ့ပေးတဲ့လာစာတွေအသင်းတော်ကရဲ့ကျွေးတဲ့အစာတွေကိုစားပြီးမှကျွန်တော်ကအသက်မွေးဝမ်းကြောင်းပြုတဲ့လူတွေဖြစ်ပါတယ်ဆိုရကိုကျွန်တော်ပြောပြချင်တယ်ဒါကြောင့်ဒီနေရာမှာကျွန်တော်ခရစ်ယာန်ဘာသာမှာဆိုလို့ရှိရင်ကျွန်တော်အသင်းတော်ထဲမှာဘုမှာပြောမှဆိုလို့ရှိရင်တော့ဓမ္မအမှုတော်မြတ်မှာပါဝင်ဖို့ရန်အရေးချင်းပြည့်မီတဲ့လူအယောက်90ရှိတယ်ထားလိုက်ပါတော့ကျွန်တော်တို့ရဲ့ဝင်ငွေဟာကျွန်တော်အဲ့ဒီ90လုံးကိုမလွှတ်နိုင်ဘူးဆိုလို့ရှိရင်လွှတ်လို့မရဘူးတယောက်ကလေးကိုတော့မလွှတ်လို့မရဘူးဆိုလို့ရှိရင်တော့မလွှတ်ပါဘူးဒါကကျွန်တော်ရဲ့ဝင်ငွေအပေါ်မှာကျွန်တော်ရဲ့ဆယ်ဖို့တဖို့အလှူငွေအပေါ်မှာကြည့်ပြမှကျွန်တော်ကဆရာသမားတွေကိုခန့်အပ်တာဖြစ်တယ်ဆရာသမားတွေကိုကျွန်တော်ခေါ်ယူတာဖြစ်ပါတယ်ဆိုရကိုလေဒီနေရာမှာပြောပြချင်ပါတယ်လို့ဒါကြောင့်ဒီကနေ့ကျမ်းစာမှာဖော်ပြတဲ့အတိုင်းပဲဘာလဲဆိုလို့ရှိရင်တော့ဓမ္မအမှုကိုလုပ်တဲ့သူကဗိမာန်တော်ကိုအမြင်ပြုပြီးမှစားရမယ်ယစ်ပရောဟိတ်အမှုကိုပြုတဲ့သူတွေကလည်းယစ်ပလင်ကိုအမြင်ပြုပြီးမှစားရတယ်လို့ပြောတယ်ဆိုတော့အပြင်လောကထဲမှာလည်းကြည်လိုက်ပါလက္ခဏာကြည်တတ်တဲ့လူကသူ့ရဲ့လက္ခဏာပညာဖြစ်စားတယ်လို့ပြောတာဖြစ်တယ်ဒါကြောင့်ဒီကနေ့ကျွန်တော်ဒီထဲမှာဆိုကျွန်တော်ခရစ်ယာန်ဘာသာဟာစီးနဲ့ဘောင်နဲ့ကျွန်တော်သွားတာဖြစ်တယ်ဒါကြောင့်အသင်းတော်နဲ့ဆရာသမားတွေဟာအမြဲတမ်း agreement တစ်ခုထဲမှာရှိတယ်နော်ကျွန်တော်မှာဒါကြောင့်ဒီကနေ့ကျွန်တော်ကကိုယ့်ရဲ့ကိုကြိုက်တဲ့နည်းနဲ့တောင်းစားပြီးမှအသက်မွေးဝမ်းကြောင်းမပြုရဘူးအသင်းတော်ကလည်းခွင့်မပြုပါဘူးပြီးလို့ရှိရင်ကြံတဲ့အဖွဲ့အစည်းဒီနဲ့နော်သူတို့မတိအောင်ဘယ်လိုပြောမလဲအလှူငွေခံပြီးမှတောင်းစားဖို့လေအသင်းတော်ကခွင့်မပြုပါဘူးအဲ့ဒီလိုမျိုးတကယ်လို့စားမိတာရှိကောင်းရှိနိုင်တယ်ဒါပေမဲ့အသင်းတော်ကတည်ရင်အဲ့ဒီလူတွေကအသင်းတော်ထဲနဲ့မောင်းဆရာအဖြစ်ကနေရက်ဆိုင်ခြင်းခံရမှာဖြစ်ပါတယ်ဒါကြောင့်အသင်းတော်ထဲမှာရှိတဲ့ဓမ္မဆရာကြီးဟာခရစ်ယာန်ဆရာကြီးဟာတောင်းစားတဲ့လူတွေမဟုတ်ပါဘူးအသင်းတော်ကပေးတဲ့လာစာကိုကြည်နက်ယူပြီးမှအသက်မွေးဝမ်းကြောင်းပြုတဲ့လူတွေဖြစ်တယ်အသင်းတော်ရဲ့အမှုကိုထမ်းဆောင်ပြီးမှအသက်မွေးဝမ်းကြောင်းပြုတဲ့လူတွေဖြစ်ပါတယ်ဆိုရလေးကိုအနည်းငယ်ကျွန်တော်ရှင်းပြပေးချင်တာဖြစ်ပါတယ်အရောက်စီတိုင်းဖျားရှင်ကောင်းကြီးပေးပါစေအာမင်